ကျွန်တော် join လည်းဝင်ပြီးတော့စီကတော့မရနိုင်ဘူးဒါပေမဲ့အဲ့နဲ့တော့နေအိမ်တင်ရှိလားကားတွေပါလေဖိုးကြော်တွေ့တယ်စီကကျွန်တော်တောင်းကြတယ်စီကရှိသေးလောက်မှာကျွန်တော်တိတ်ကြီးမတော့ပြရှေ့ဆက်သွားလိုက်အိုးမမီးကြီးဖွင့်နေပြီအောက်ထဲပါ Oh my god ဆွမ်းဆွဲလို့မရဟိုမီးကြီးထွက်နေအောက်ထဲမှာကျွန်တော်လည်းအဲ့ဒီရောက်မလားမသိဘူးဗျာ真是给你买便宜的。酷嘞，带鸡毛的，金米两个的，这种最对的。စေပြီးလေးတစ်ဖြူဖြူလေးမိုးကိုင်းကြီးပါလာတော်ပဲပြောစိတ်နေတာအပေါ်မှာအောက်မှာဒါချွေးပြန်ပြီးအိုင်လာခုအပေါ်မှာကြာအတက်မရှိတာလည်းပါလာပေါ့ဒီကိုလည်းစိတ်လေးတစ်ဖြူဖြူနဲ့မြူလေးဆိုင်တောင်းနေအောင်ပြားနေရပါအိမ်ကြီးရှိဒီနားနေတူရရှေ့တိတ်စိတ်စပိန်နဲ့တယောက်တွေ့ရတယ်စပိန်စီးရဲ့တယောက်တဲ့ကြီးအဖိုးကြီးတယောက်ဂျပန်ကဘလူးကောင်းတယ်ဆိုတော့တာမောရောက်တယ်ဒီရက်စစ်ရှိဒီနားနေနေရှိပဲဒီရက်စစ်ရှိလို့ရှိရင်ရေးစီပဲခင်ဗျားကကျွန်တော် line လေးရရဗျroad ကျွန်တော်ရထားပုံတော့ရတယ်ဘယ်ပြောတက်လို့ရှိရင်အဖွဲလိုက်ကြီးဖြစ်မယ်လူတွေအများကြီးစီးကနေမှထင်တာဗျသူကလူတက်တဲ့လူကျွန်တော်ခုနကတယောက်တောင်းတက်တဲ့လူတယောက်အဲ့တယောက်ပဲကျန်တဲ့လူတွေမမြင်ဘူးတခြားလမ်းနဲ့တော့လာဆာမှာ foreigner တွေရှိမယ်ဒီမှာနိုင်ငံတွင်းလူတွေရှိမယ်လူတွေအများကြီးအုပ်လိုက်ကြည့်တူဖင်နေသူစုသွားကြမယ်ထင်တာဗျာကွာကျွန်တော်တယောက်ကလည်းဒီမှာမရှိโอเค solo hiking ဆိုတော့တယောက်တည်းပါကွာကျွန်တော်တော့ကြိုးလာပြီဒီလားလာနော်လမ်းဆုံးဖြီးသွားမှာလို့ရှိဘာလေးကိုကျွန်တော်လည်းမခေါ်တယ်တော့ဒီကမှာရောက်ပြီးတော့စားရိုက်သမား postman တွေပါရှိတယ်စားရိုက်ဝန်ထမ်းတွေစားရိုက်ဒီလိုက်ပို့အဲ့ဒီလူတွေလေးရှိတော့ဆိုင်ရတဲ့ဇီးတွေလိုက်ကိုချောင်းရတော့မိုက်ဆုံးလို့လေဆုံးလို့မရဟုတ်စင်ရပြန်တော့လည်းပြန်တက်ရကုတ်တူတော့တက်ယူမချောင်းရှိရက်စီမီလေးရှိဘဝနေပါတော့မရှိတော့ပါဆက်တော့လိုက်ကျွန်တော်အတက်ကိုမတွေ့တော့ကျွန်တော်လမ်းမှာခဏခုနလောက်ကြီးမနာတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ခုနပြောတာကျွန်တော်တက်လာတဝက်ရောက်ပြီလို့ရှင်းတယ်တကယ်တော့အဆပဲရှိသေးတယ်ဒီကျွန်တော်နည်းနည်းတော့လည်းချီလန်းမယ်ပြူပန်းတွေ့လို့ရှိရင်ခုနလောက်မရက်တော့ဗျာအဆလောက်ပဲရှိတယ်ကျွန်တော်တော့ရအောင်ဒီ
ဒီရေပင်လမ်းလေးတွေ့ကျွန်တော်အမောပြေတော့ဗျာဒီလမ်းလေးတင်ရှောက်လာတာဆိုတော့အတက်ချင်းမဟုတ်တော့ဗျာခုနကကျွန်တော်အလေရောက်ပြီဆိုရင်ကျွန်တော်ပြန်ရောင်းပြီးပြောမိမက်နဲ့ကြည့်ပဲနေဗျာအစားရှိကျွန်တော်တော့ပုံမှန်ဆိုင်လာတော့3-4 နာရီလောက်ကြာအောင်ကျွန်တော် view point နဲ့ခဏခဏရက်တော့ကြာပိုးပြီးတော့ကြာမယ်ထင်တယ်ဘာလို့စားလဲရှိလို့ဆိုတော့အိမ်ကြီးရှိသေးတယ်အိမ်ကြီးပေါ့view point တွေ့မရက်လို့မရနောက်မှတွေ့ပြီပုံရိုက်လိုက်ပါဒါနဲ့ရိုက်ရမ်းလာနော်မုံမီကြီးရာတီးရရင်တစ်ခေါက်နောက်တစ်ခေါက်လာနေအောင်ကြိုးစားနေလီကြီးနဲ့လက်ဆက်တယ်လုံးဘယ်လိုပြောမပူးပြစိမ့်နေလေးလေးအတိုက်ပြတောင်းနေဆိုဘူးရတောင်းနေပြားနေညူဒီဇိုင်းခုနဖွဲ့တော့တွေ့တယ်ဂျပန်အတော်ကြီးတွေဖွိုင်းအတက်ကြီးပါဖွဲ့လိုက်တက်လာမိုင်းဓာတ်ပုံတော့ရိုက်ထားတော့ကရုပ်ဖိုတိုရိုက်ထားမိတ်ဆက်နာမည်တော့မမေးတယ်ကျွန်တော်ပြလာသူပါဆိုမိတ်ဆက်ဆက်တော့စတေးရှင်းဟုတ်မိကတာအမေရိကန်ဒီဘုတ်ကိုင်ဆိုင်ကျွန်တော်ခုတောင်မှရေကန်တော့ပါခုတောင်မှ lake အဲ့ဒီဘက်ကတော့ TV ရရမ်းလာကျွန်တော်တယောက်ထပ်ပုံနေတာအဆင်မပြေဘူးဒီ background နဲ့ကျွန်တော်တပ်ပုံလို့ရှိတယ်ဖုန်းတော့မှရဖုန်းလေးပါအပေါ်မှန်တည်တော့ပြီးတော့ဖုန်း store ကြီးရလေတည်တော့ဖုန်း store ကြီးနဲ့ကျွန်တော်ရင်တော့ file နေဖြစ်လေဒီကျွန်တော်ဒီနောက်က background တောင်းနေကျွန်တော်ရအောင်ရိုက်ချင်တယ်ထည့်ရိုက်ကြည့်လိုက်ပါခွေးဟောင်းချာအေးမိုက်ချင်းရှူရင်းလေးဘယ်တော့အတက်တွေ့ပါကျွန်တော်အတက်ကြီးတွေ့โอเคတက်လိုက်ပါဒီကတော့ကျွန်တော်ခုတော့မှ lake ကိုတော့ဒီကံဘက်ကိုကျွန်တော်ကားလမ်းမကထွက်လိုက်ဆိုတော့ခွန်းတိပင်လေးရှိတယ်ဒီပြမလားဒီတော့မှလည်း easy ချန်လီဆိုင်စီကန်ဒီလိုဆင်တော့ဘယ်ကျင်းနေဆိုင်ကလေးရှိဘိုက်ကလေးရှိနောက်ကျဆိုင်ကနေတော့ပါ
အောင်လမ်းရှိကရှိမချီโอเคအောင်ပြန်ဆက်ဘယ်ပတ်ကြည့်ရအရေးရှောင်းနေလမ်းရှောင်းရတော့ဒီနေဘူးတော့ထွက်တိုင်းတက်မလို့ချွေးပြန်တောင်ဘက်လည်းမချောင်းရှိတောင်ဘက်လည်းဆိုတော့တောင်ရဲ့ဘယ်နာဖြစ်ဖြစ်ချောင်းရှိဘယ်နာကတော့ရေရင်ကြတော့ဆိုင်တော့ဆိုင်ဝေးရတော့ရှိကြောက်တော့ရှင်းနေတယ်ဒီမှာဆိုင်ကစီလို့ရတယ်တော့မလားဆိုင်ကစီလို့ပေါ့ဆိုင်ကလေးလာရင်မိုက်တယ်I can't makeတိတ်လာတယ် view ရေဟက်ပြန်ရောက်တော့ပါတယ်ဒီတော့စားနေလားဒီတော့စိတ်ကလက်ဆက်နေတယ်မနေ့ကမှဆိုပြေးမှာရှောက်တွေကညောင်းတာခုနတောင်ဘက်ကောင်နဲ့ရချုံရရမရဘူးစင်မပြေဘူးကြောက်ရဆိုချိန်လို့ဟုတ်လား I watch ပါနေမှာကြည့်ဒီချက်ဘက်ကနေချိန်တက်နေလှမ်းရရဘောမူမီကြီးထွားနေညာလားအေးအဲ့မူမီကြီးထွားမူမီကြီးအကွက်လေးနည်းနည်းပေါ့ဘာထွားနေစက်လာပိုင်းဆိုဆယ်လာပိုင်းစက်လာပိုင်းဆိုဘလော့ဘလော့မူမီကြီးပဲအများကြီးတင်ရှူမူမီကြီးအဲ့ဒါကလည်းခက်ပြီဒီကကျွန်တော်ပုဂ္ဂိုလ်မှာလက်ရေကန်ဘက်ကိုယူနေရေကန်ဘက်တော့ကျွန်တော်ရေကန် main point ဒီကနေ့ပြန်တော့မရောက်တာအဲ့တော့ကြာတော့ကြာကြီးကမွေးရနှစ်ယောက်လောက်ဆိုမစိုးရတပုံတယောက်တလေးရိုက်ပြီးဗီဒီယိုတယောက်တလေးရိုက်ပြီးစကားပြောဖို့ရကင်မရာပိုင်မိုက်ကင်မရာလောလာဗီးကျွန်မရောက်တဲ့ခါမှမမြင်ဘူးကျွန်တော်မာဇာဘူးကူချိုတော့တော့မြင်ဘူးကျွန်တော် event နဲ့ပေါ့နော်အဲ့ဒီတော့ကျဒီလိုလမ်းဖြတ်သွားကားဖြတ်မှာကျွန်တော်တို့ကနေတနေကားဖြတ်တောင်ပလန့်ဖြတ်သွားချင်းရှူကနေဒီလိုကိုပဲယူပဲအဲ့တော့ချိပါပဲသွားဒီကပနမာရီထိုးသွားတယ်နည်းဘိုက်တော့စားခြင်းပြက်လာဆန္ဒနိုင်ခုနမရှိချင်းတိတ်တော့မကုန်သေးဘူးโอเคကျွန်တော်ဆက်ရှော့လိုက်ပါ lake ဒီမှာဂျာရီမှာပြပွင့်တွင်ရိုက်ပါကျွန်တော်အခုဒီရိုက်နေဘလို့လို့ပုံနေဘလို့ရိုက်နေပေါ်မရတော့ data ပြည့်သွား iPhone SE ကို data လေးကို data ပြည့်နေတယ်ကျွန်တော်ရောက်တဲ့ညအကုန်ဖြတ်ပြီးတော့ဒါနောက်ဆုံးဖြတ်တာနောက်ဆုံး clip ဖြစ်ပြနောက် clip ကဒါနေရဲ့ iPhone တော့ရသေးလားဒီ Samsung ရသေးလားမသိဘူးအဲ့ဒါပြပြီးခီးသွားရင်များ stock game လောက်တာပြတ်တယ်ရိုက်ချင်တော့ရိုက်တော့များဒီတော့ဒီ stock game ချက်လိုက်ဒီတော့ရှေ့ဆက်တော့ကျွန်တော်ကူမှကြည့်မိရဲ့line မတက်တော့ပါ mobile data မတက်တော့ time ရှိအောင်လုံးစားပြဖြစ်တော့
ဆိုတော့ကျွန်တော် offline ဖြစ်သွားပါပြီအဲ့ကျွန်တော် Mac ကဘာလို့ down လာလဲအဲ့ဒါကြောင့် down လာဗျာ offline မှာ data ဗျာသူက hiking လုပ်တဲ့ website ကနေပြီး down လာအဲ့ဒီက offline လဲသုံးရသူက application ထဲမှာ အဲ့ data ကိုထည့်လိုက်လို့ရှိရင်အဲ့ဒီ Mac ကို live သွားလို့ရကျွန်တော်ရွှေ့နေအဲ့ဒီကမြာကိုရောက်နေတဲ့နေရာနဲ့ live ရွှေ့ပြီအဲ့ဒီ map data တော့ကျွန်တော်သွားတယ်online service တော့တော့မယ်ဆိုကျွန်တော်တော့မြင်တယ် Google Map တက်လာပြီးနေသွားမယ်ဆိုရင် offline map down ကျွန်တော် Google Map က offline map down တာမဟုတ်ဘဲနဲ့တက်တဲ့ website ကနေ down ပြီးတော့ apps တခြားပဲ apps application down ပြီးတော့ထည့်တာအဲ့ဒါကြောင့်ကျွန်တော်ခုသွားလို့ရဆိုတော့လမ်းနားနေတာကျွန်တော်လမ်းမပိုင်းသွားတယ်မှာဆိုင်းဘုတ်ဒီပါတယောက်ရှိရoffline ဖြစ်ခြင်းအမတရားအဲကျွန်တော်ဆက်သွားလိုက်ပါမယ်ကျွန်တော်ရှင်းနိုင်တော့ဘလော့တစ်ခုတော့ဒီဖုန်းနဲ့ပဲကုန်ရချင်တယ်ရှင်းနိုင်တော့ဘလော့တစ်ခုလုံးဗျာကျွန်တော်ဒီဖုန်းနဲ့ပဲကျွန်တော်ဘာလို့ဆို edit လုပ်လို့ရှိရင်ဟို data တွေဟိုဘက်ပုံဒီဘက်ပုံဖြစ်မှာဆိုအဲ့ဒါဆိုကျွန်တော်ကွန်ပျူတာနဲ့ edit လုပ်တာဖုန်းနဲ့ပဲ edit လုပ်ကွန်ပျူတာကျွန်တော်ကွန်ပျူတာအယောင်အမှန်ကာလာမပြောကွန်ပျူတာထဲမှာချိန်လို့ဒီဖုန်းနဲ့ထည့်ကြည့်လို့ရှိရင်အယောင်ကြီးကဘလို့မှန်းအဲ့ဒါကြောင့်ကျွန်တော်ဖုန်းနဲ့ edit တာဒီဖုန်းနဲ့ပဲ data အကုန်ရအောင်လုပ်ကြပါမယ်ဟုတ်ကဲ့ဆက်သွားလိုက်ပါဦးတန်းစကားနိုင်ရင်ကားပြီးတောက်ခေးပါပြုတ်ချင်အနေမရှိအောင်လေးတိုက်တယ်နဲ့ရှေ့ရှေ့ကချောင်းရတယ်လည်းကြားအဲ့ချောင်းတယ်အချောင်းတယ်နဲ့လေးတိုက်တယ်နဲ့ရုံးကျွန်တော်နေဘိုက်စားတယ်နေရာနာမျိုးဝေးလိုက်ပရိုတင်းကြောင်းလေးစားပါပြရပါကိုယ်ဆက်သွားကျွန်တော်သွားနိုင်ပြီ